ဆုံး solo trip play ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်season မရှိဘဲနဲ့ရုတ်တရက်သွားပြစ်သွားတဲ့ခီးဆိုတော့အမှန်တမ်းပြောလို့ရှင်အဲ့အချိန်တော့ခေါင်းထဲမှာအတွေးမှရှိမနေပါဘူးနေ့လယ်17နာရီလောက်မှအိမ်ရောက်ထွက်ပြစ်တာဆိုတော့ဘူးဖြောင်းမှာအရင်ဆုံးထမင်းဝင်စားပါတယ်ဘူးဖြောင်းရောက်တိုင်းအင်းလင်းစားနေကြဖြစ်တဲ့ထွန်းထောင်ဖြိုမှာပဲအိမ်ထဲပတ်ရှုထမင်းကြော်အရန်စားချင်လာလို့ပတ်ရှုထမင်းကြော်ဝင်စားခဲ့ပါတယ်ဒါကတော့မုတ်ပန်းလေးတစ်ချက်ပေါ့နော်နောက်ပိုင်းမှာကျတော့စားတဲ့ဟာတွေသိမရိုက်ပြလိုက်တော့ဒီဟာလေးကိုဝယ်ကြည့်ကြပါအင်းလင်းကငွေသားကန်ရတော့ပိုကြိုက်တယ်ပေါ့နော်ဒါပေမဲ့ကိုရီးယားမှာကတခါတလေငွေသားနဲ့ရှင်းမရတဲ့အခါမျိုးရှိတဲ့ကြောင့်မလို့ကတ်တဲကိုအရင်ဆုံးငွေပြပါတယ်အင်းလင်းကဒီအင်ချွန်ဘက်မှာနေရဖြစ်တဲ့ကြောင့်မို့လို့အင်ချွန်ကနေပြီးတော့ဒီ KTH စီဖို့အတွက်အရင်ဆုံး6ညန်းနေကိုအရင်ဆုံးသွားရတယ်ပေါ့နော်6ညန်းနေကနေမှ The Zen KTH စီပြီးတော့ Gunning ကိုတော့မှာပါတယ်အရန်စိတ်လှုပ်ရှားလာတယ်ပေါ့တဖြည်းဖြည်းနဲ့ဒီ KTH စီဖို့နီးလာလေစိတ်လှုပ်ရှားလာလေပြီးတော့ကိုမှားစီမိမှလည်းအရန်စိုးရိမ်နေခဲ့တယ်ပေါ့နော်အဲ့အချိန်တော့ဟာကဲအခု6ညန်းနေကိုရောက်ပါပြီလမအင်းလီတင်ခဲ့တာက6ညန်းနေရနေပြီးတော့ KTH ကိုစီးတာကဒီအနီးနားလေးတွေမှာထင်နေခဲ့တာပေါ့နော်ဒါပေမဲ့ကိုကပထမဆုံးရောက်တဲ့ဟာဖြစ်တော့လမ်းတော့တော်တော်လေးရှောက်လိုက်ရတယ် KTH စီးတဲ့နေရာအထိကိုပေါ့နော်မြေအောက်ရထားနေပြီးတော့ KTH ကိုပြောင်းစီးရပါတော့ KTH ကအပေါ်မှာဆိုတော့အပေါ်တက်ကိုတက်ပြီးတော့အမတယောက်တည်းဘွားတွေပြတ်နေတော့ပြီးတော့မှန်းထားတဲ့ချိန်တက်အများကြီးစောရောက်နေရပါတော့စောရောက်နေတော့ KTH ရှိတဲ့အဆောက်အဦကတကယ်တော့ဒီကုံတိုက်ပေါ့နော်ကုံတိုက်ထဲဝင်ပြီးရှောက်ကြည့်ရင်လည်းအမအယုတ်ကောက်ဆက်လေးတွေ့တော့ရလို့ရငါလို့ဝင်ကောက်ကြည့်ပြီးမဲ့ကန်နဲ့အယုတ်ကောက်ဆက်တွေကိုကန်ကတစားမှကိုပါမနေတော့တရုံမှလည်းများခဲ့ဘူးထိုင်ဆောင်နေအကြာရွယ်2နာရီနီးပါးလောက်စောက်လိုက်ရတာဆိုတော့လူကလေဖင်နေလဲညောင်းတအားလဲပြင်းဒါပေမဲ့ကန်ကောင်းချင်တော့အဲ့မှာသူတို့ဘယ်အဖွဲကလည်းမသိဘူးသူတို့အကြောင်းတစ်ခုကလားအစည်းအရုံးတစ်ခုကလားအဖွဲ့အစည်းတစ်ခုကလားမသိဘူးပေါ့နော်အဲ့မှာလာပြီးတော့သူတို့ဒီဖြောပြေးရေးလုံးနေတဲ့အတွက်ကြောင့်မို့လို့အဲ့ဒါလေးကိုကြည့်ခဲ့ရပါတယ်ဒီနိုင်ငံကခိုမသားတွေဟာလေအရန်လူပါဝါလူလဲတစ်စက်မှမကြောက်ဘူး6လဲထွက်မသွားဘူးဘာကောင်းနေမှမသိဘူးကို KTH စီဖို့အတွက် platform တည်ရပြီဆိုတော့ platform 3ကိုဆင်းပြီးတော့ KTH စစီပါပြီလုံးဝKTH စီရတဲ့အထီကိုလည်းလူကအုံနောက်ထဲမှာဗလာကြီးထပ်ဖြစ်သွားငါတကယ်ကြီးခန်းတင်းကိုသွားနေရလားဆိုတဲ့အတွေးဝင်နေဒါကကျတော့ကျိုးမပါတဲ့ဒီ charging လုပ်တဲ့ဟာပေါ့နော်တောသူမာကြီးဆိုတော့မသိဘူးအခုမှသိရKTH ကကြတော့မြေပြင်ပေါ်သွားရတာဖြစ်တဲ့ကြောင့်မို့လို့ဒီမြေပြင်ပေါ်မှာမြင်ရတဲ့ကိုရီးယားကတော့သိတဲ့အတိုင်းတောင်တန်းအရန်ပေါ်တော့ဒီတောင်တန်းတွေကိုမြင်ရတဲ့ရှုခင်းတစ်ခါလေးရေကန်တွေကိုမြင်ရတဲ့ရှုခင်းတအားလှတယ်အဲ့တလန်းလုံးတအားလှတယ်လူကလေအိတ်တောင်မအိတ်ချင်ဘူးအရန်လှလုံးလို့ဒါ KTH ပေါ်မှာဒီလိုမျိုးပေါ့ပဲတွေပါညားတယ်ပေါ့ကွဲတင်မှာမိမတို့ထုံးစံလှနေလို့ရှိရင်ဘာမြင်ဘာနေရိုက်ချင်နေတဲ့ပုံစံဒါကတော့ IU ရဲ့ဒီခင်ကြီးကျဲ drown မှာ join ထားတာပေါ့နော်နာမန်ခုံရဖူကိုတကယ်ပတ်စံလည်းတပြားမရှိလှလည်းမလှပါဘူးတနာရီနဲ့ခွဲလောက်စီးလိုက်တဲ့အချိန်မှာကန်တင်းကိုရောက်ပါပြီကန်တင်းကိုရောက်တဲ့အချိန်မှာမိုးအုပ်ပြီးမိုးနည်းလေးကျချင်တယ်လူကတော်တော်ဆိုရင်သွားတယ်ထီးလည်းမပါတော့သွားပြီးငါတော့စိုးကုန်ပြီလို့ထင်သွားခဲ့ပေမဲ့ကန်ကလည်းကိုယ့်ဘက်မှာရှိရပြောရမလားမိုးလေးပဲအုပ်နေခဲ့တာမိုးမရွာခဲ့ဘူးပေါ့နော်အဲ့ဒီမှာနေဖို့အဆောင်ကိုလည်းအမှန်တမ်းပြောလို့ရှိရင်ဘာဘုကင်မှလည်းမလုပ်တော့ဘူးဟိုရောက်တော့မှငါဖြစ်စင်တာဖြစ်ဆိုပြီးတော့သွားလိုက်တာပေါ့နော်ကန်ကောင်းချင်တော့အဲ့ဒီကန်တင်းပူတာနားမှာဒီ K model ဆိုတဲ့ဟာကိုတစ်ခုကိုတွေ့လိုက်တယ်ဈေးလည်းကိုကဈာရက်သွားတာဖြစ်တဲ့ကြောင့်မလို့ဈေးလည်းမစိုးဘူးအခန်းလေးကလည်းတန့်နေအကောင်းဆုံးကတော့အဲ့ model ပိုင်ရှင်ကအရန်အန်တီကအရန်သဘောကောင်းပါတယ်တော်တော်ကြီးသဘောကောင်းနေပေါ့နော်အဲ့လိုတစ်ခါလေကြားလို့ရှိရင် TikTok မှာအဲ့လိုဗီဒီယိုလေးတက်လာတယ်ကွာသိရမလားဟိုတယ်တို့ဒီမိုတယ်တို့သွားလို့ရှိရင်မှန်အောင်လည်းညှိုးထိုးကြည့်လို့ဒီအကြားထဲမှာအထက်မရှိနေလို့ရှိရင်ဒီမလုံခြုံဘူးဘာညာအဲ့ဒါကြီးလည်းရှောက်လုပ်ခဲ့ပြီးပတင်းပေါက်တွေရှောက်ဝင်ဖြူရတော့မလှဘူးဒါပေမဲ့အခန်းလေးကတော်တော်လေးအဆင်ပြေရဲဆိုတော့တယောက်တည်းနေခဲ့တာ1,3000 ခွဲတရက်စာညနေ4 နာရီကနေပြီးတော့နောက်နေ့12 နာရီ check out ကိုတော်တော်လေးတန်နေပြောရမယ်ဒါပေမဲ့ပေါ့နော်ဖြစ်ချင်တော့အထုပ်ကိုထားဖို့အတွက်နောက်ရက်ကိုယူဖို့ကြတော့နောက်ရက်ကဒီပိတ်ရက်ဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့ဒီဂျူမားဖြစ်သွားတဲ့အတွက်ကြောင့်မို့ဂျူမားကျတော့6,000လို့ပြောတယ်အဲ့ဒါကြောင့်မို့လို့မယူခဲ့ရဘူးပေါ့နော်ကိုကဒီညတယောက်တည်းအိပ်ရမယ်သူဆိုတော့ကိုယ့်ရဲ့အခန်းမှာလုံခြုံမှုရှိမရှိကင်မရာရှိမရှိဟိုရှောက်ဆန်းဒီရှောက်ဆန်းနဲ့အမှဘာထုတ်တိလဲတော့မသိတွေ့ခဲ့တော့ကလေးဆိုမသိဘူးအမှဟိုရှောက်ကြည့်တရှောက်ကြည့်နဲ့အဲ့လိုမျိုးသွားရတယ်ပေါ့နော်
ရောက်တာနဲ့အထုတ်ချခန်းစစ်ပြီးတော့ကိုလစ်ပါပြီဘာလို့လဲဆိုတော့တညအိတ်2ရက်ဆိုတော့ကွာကိုမှနားနေဖို့အချိန်မရှိဘူးအဲ့တော့နည်းနည်းလောတော့ဖြစ်သွားတယ်ဒါပေမဲ့ပျော်ဖို့တော့ကောင်းခဲ့ပါတယ်ဒါကတော့ခန်းထဲမှာနာမည်ကြီးရဲ့ဈေးလို့တော့ပြောတယ်အခုကြည့်နေတဲ့ဆိုင်ဆိုလို့ရှိရင်ကြော်ဆိုင်နာမည်ကြီးတော်တော်များများလဲလာကြတယ်ထင်တယ်လက်မှတ်တွေအများကြီးတွေ့ရလူတွေကလည်းတန်းစီနေကြော်လည်းအရန်မှုရပြီးတော့ပင်လယ်ကမ်းနားဈေးနေမှာမြင်ရတတ်တဲ့ဒီအချောက်ချမ်းလေးတွေရောင်းနေဆိုင်တွေတွေ့ခဲ့ရဒီအိမ်လေးကအရန်လှလို့ရိုက်ခဲ့တာအခုကကျတော့အမ်မုတ်ပင်လယ်ကိုသွားနေရပါတော့ဒီအမ်မုတ်ပင်လယ်ကိုသွားဖို့ကားဂိတ်အဆုံးထိစီးခဲ့ရတယ်ပြီးတော့အမ်မုတ်ပင်လယ်ဘက်ကိုသွားတဲ့လမ်းကဒီကီဒရမာတွေထဲမှာမြင်ရတဲ့ vibe မျိုးကွာမရှင်းပြတတ်ဘူးကြည့်လိုက်တော့ဗီဒီယိုအဲ့လိုမျိုး vibe မျိုးရတယ်အဲ့တော့ဗီဒီယိုလေးရှောက်ရိုက်တယ်အဲ့လိုနိုင်ရန်စီးချီလေးတွေ့တယ်အဲ့မှာပင်လယ်ကိုဘွားကနေတွေ့လိုက်ရတဲ့ချိန်မှာလေလုံးဝရှင်ဘက်ထဲမှာလုံးဝမွန်းကျက်နေတဲ့ခံစားချက်တွေအကုန်ပျောက်သွားသလိုခံစားရတယ်။မရုပ်ကြီးကိုသာကြည့်တော့ပင်လယ်မြင်ပြီးတော့ဟိုအီလီနေတဲ့မျိုးပြကကြောင်းအလုံးအိမ်ဒါနဲ့ပဲပတ်ချလိမ့်နေဆိုတော့လူကအရန်ဗီတာမင် C ကိုအရန်လိုအပ်နေတာဆိုတော့ပင်လယ်ကိုသွားလိုက်ရတဲ့အချိန်မှာပင်လယ်လေနဲ့အရန်အေးချမ်းသွားသလိုခံစားရတယ်။အဲ့တော့နဲ့ဒီအမ်မုတ်ပင်လေကဘာနာမည်ကြီးလဲဆိုတော့ဒီကဖေးလမ်းပေါ့နော်အဲ့ဒီပင်လေအရှိရလမ်းတစ်လျှောက်လုံးကကဖေးဆိုင်နေကြီးပဲလုံးဝကဖေးဆိုင်နေကြီးပဲဆိုတော့အဲ့ကဖေးလမ်းဆိုပြီးနာမည်ကြီးရယ်ကော်ဖီကြိုက်တဲ့သူတွေကတော့သွားပါတော့အီလင်းကကျတော့ကော်ဖီသိမ့်မကြိုက်တော့တုံးစံတိုင်းဒီစမူသီတောက်တယ်ဂျူးတောက်တယ်ကိတ်ကလည်းတိတ်ပြီးအဲ့ဒီအချိုတွေအရန်မစားတတ်တဲ့သူဆိုတော့ကိတ်မုတ်လည်းတဝက်နဲ့စားပြီးထားခဲ့ရနှမျိုးဖို့တော့အရန်ကောင်းတယ်ပြီးတော့တယောက်တည်းအမှတ်တရအနေနဲ့ဒီဖိုတိုဘူးရိုက်တယ်ပေါ့နော်ဒီဖိုတိုဘူးမှာလည်းဖြစ်စင်တော့ကျမတို့ရဲ့မင်းသားကြီး EN ကိုတွေ့ခဲ့တော့ကျမလည်းဖေးအောင်လည်းအရန်လေးပျော်ဆိုပြီးတော့ရိုက်ခတ်လိုက်တယ်မင်းသားကြီး EN နဲ့နှစ်ကိုတွေ့အလဲမင်းသားကြီးကိုတားနေရအာဝါတွေမပေးပါနဲ့ဆိုတော့ तू ကရပါတယ်အာဝါပေးပါမယ်ဆိုတော့အာဝါပေးရတယ်ခံခဲ့ရတယ်ဖတ်တာလည်းခံလိုက်ရတယ်ပေါ့ဒါတော့အမှုပင်လေပေါ့နော်ကိုရီးယားတွေရဲ့ဒီတခြားပင်လေတော့မသိဘူးဒီဂန်နင်းဘက်ကပင်လေတွေကလေအကုန်တပုံစံတွေကြီးပဲဒီအမှုဂျူမွန်ဂျင်ပြီးတော့နောက်ကိုပါလေဒီကြောင်ဖိုးပင်လေဒီပင်လေတွေကလေနမဲတွေပဲကွဲသွားတာပင်လေပုံစံတွေအကုန်တပုံစံတွေပဲဒါပေမဲ့တခုတော့ရှိရသူတို့ဒီဘက်ကပင်လေတွေကနည်းနည်းတမှုတရားနဲ့ပုံနီးတယ်ပြောရမလားနည်းနည်း safe ဖြစ်တယ်လို့မခံစားရဘူးပင်လေအယောင်အပြအယောင်အရန်ရှင်တယ်ကွာအဲ့နေရမိတ်ကပ်လို့ကိုတိတ်တော့မကြိုက်ဘူးဒါပေမဲ့လည်းတမအမှတ်တရအနေနဲ့ရိုက်လိုက်တယ်ဝါပင်လေကြီးတော့ဒါတော့ရှင်တို့ပင်လေပဲပြမှာပင်လေပဲကြည့်ကွာဘာလို့ပင်လေတွေပဲရိုက်လာတယ်အဲ့နေရအဲ့တော့ပင်လေပဲကြည့်ဒီအလင်ခံနဲ့မသွားခင်ရှေ့ရက်တွေမှာမှန်တိုင်းပြောလို့ရှိရင်အရန်စိတ်ဖိစီးနေခဲ့တာကိုယ်နှစ်သိမ့်ပေးမဲ့အရာတစ်ခုအရန်လိုချင်နေခဲ့တာပါနော်ဆိုတော့အဲ့တော့ပင်လေသွားလိုက်တဲ့ချိန်မှာချစ်သက်သားရတဲ့အကုန်လုံးမှန်တိုင်းပြောရင်ပြေရော့သွားတယ်အဲ့လိုကန်စားလို့ကန်နင်းခီးစင်နောက်ပိုင်းမှာနေရတော်တော်လေးအဆင်ပြေသွားတယ်လို့ပြောရမယ်မဲဒါကတော့ခုနဈေးကိုပြန်သွားတာဘာလို့ဆိုကျွန်မဘိုက်တွေအရန်စာနေပြီဆိုတော့ဒီအဲ့ဈေးမှာအိမ်မှာကြက်တကောင်ဝယ်12000နဲ့ကြက်တကောင်ဝယ်ပြီးတော့ရန်ကိုချီဒီဘာကောင်ပါလိတိုးတုတ်ထိုးရောတုတ်ထိုးဝယ်ပြီးတော့ဒီဂန်နင်းဘက်ကလူကူးမြင်ကြတယ်မြမလူကူးရတော့ဘဲညာကြည့်ပြီးတော့ကားလစ်တာနဲ့ကိုကားတွေကလည်းရက်ပြီးတဲ့ကားရက်ပြီးတယ်မြင်ရပြီးတဲ့ကားမရက်ပြီးဘူးကျမတို့အင်ချုံဘက်ကကားနဲ့မတူဘူးအဲ့တော့ကျမပြေးရကဲအမကျမမိမကိုတွေ့ရ7-Eleven နဲ့မှာမုံဝင်တာတော့မြိုက်ခဲ့ပါလို့ဆိုတော့တသစ္စာဘလော့ဂါလေးဆိုတော့ဆိုင်ထဲကိုကင်မရာကြီးဖုန်းကြီးထောင်ပြီးဝင်သွားမှနည်းနည်းကြောက်လို့ပေါ့နော်ကဲအခုမော်ဒယ်ကိုပြန်ရောက်တော့ make up ဖြတ်တယ်အရင်ဆုံး make up တွေ tissue နဲ့ဖြတ်တယ်ပြီးတော့ကျမ cleansing balm ကျမသုံးတဲ့clinic 0ရဲ့ cleansing balm နဲ့တက်တယ်အဲ့ဒါတွေတော့မပါတော့ရှေ့လို့ဖြတ်ပလိုက်ပြီးတော့ကျမစားပြီးခောက်ဆွဲပြုတ်ရဲခုနအဲ့ဒုတ်ထိုးရဲကြက်ရဲကိုလာရဲကိုလာမပက်စီပေါ့နော်အရန်ကောင်းတော့ပဲအဲ့ချိန်မှာကျမရဲ့မင်းသားကြီးကာကွတ်တီအမကျမရဲ့ဘွားကိုဒါမေးတော့လုံးဝ okay မဆူပြေဒါတော့ညာအိတ်ဝစ်ဆောင်စပန့်လေးနဲ့ပြသွားပြီပေါ့နော်ဘယ်နိုင်ငံနေဘယ်လိုကောင်းတော့ကျမတို့မြန်မာနိုင်ငံစပန့်အင်းကြီးကတော့ဘာနဲ့မှမလဲနိုင်ဘူးရှင်တို့တည်းကဒဲဖီမမအရန်ချောတာနော်အရန်ကြည့်အောင်ဖြာနေတာပဲသူ့ရဲ့အလှကပြီးတော့ကျမဒီအတွဲလေးကိုလည်းအဲ့တော့အရန်ချစ်တာသူတို့တွဲလေးဘယ်လိုလဲမသိဘူး main အတွဲထက်ပို့ပြီးချစ်လိနဲ့ကလစ်ပို့ဖြစ်တယ်ဆိုတော့ဗီဒီယိုလေးကတော့ဒါပါပဲနောက်ထပ် part 2မှာပြန်တွေ့ကြပါမယ်